hello ဘာပါတူပေါ်နော်အာနဲ့အဲ့လိုမျိုးပဲရှေ့ခန့်ရှေ့မှာပေါ့နော်ခြေထောက်ရှောက်တန်နေချလို့ပါလည်းမသိဘူးဆိုပြီးတော့သူကနေပြီးဖွင့်ကြည့်ရချင်းမှာလုံးဝမတွေ့ဘူးအာနဲ့အဲ့လိုမျိုးပဲပေါ့နော်ဒီ hotel ဆန်းနေသူနေရာက CCTV မှာတွေ့ရ CCTV ရဲ့မှာတွေ့ရပါတော့လူတယောက်ပေါ့နော်လူတယောက်ကိုလာနေရပေါ့နော်ခန်းချီမှာရက်နေရတွေ့ရခါကျသူကနေပြောလူကနေပြောလာရောပေါ့နော်ခောက်တာတခါခောက်တော့ခါကျသူကဟာလာပြန်ပြီလားဘုတခါခောက်တာလေဆိုပြီးတော့စိတ်လောလောနဲ့ဖွင့်ကြည့်လိုက်တဲ့ချိန်မှာဝိုင်းအမားနဲ့ဒီခန်းထဲကိုပေါ့နော်နောက်ထပ်လူတယောက်လာလို့ပေါ့နော်ကျွန်တော်တို့မပြောတော့ဘူးလာလို့ဆိုပြီးတော့sorry ပါနောက်ဖြစ်သွားရင်ပေါ့နော် sorry ပါတော့ပနီမှာရန်ကပင်းလို့ပေါ့နော်အနာဖြစ်သွားလို့သွားကြည့်ရပါရှင်ပနီဆက်ပြောမယ်နဲ့ဘာဖြစ်တာလဲဆိုတော့ကျတော့အဲ့ဆိုခုနကလည်းတကားလာခုတ်တယ်ဘသူလဲပေါ့နော်မဖြစ်တော့ဒါကတော့တရားထုတ်ပြီဆိုသူတို့ကလုံးဝမနေရဲတော့နဲ့သူတို့ကလည်းပေါ့နော်ဖြစ်မယ်ထင်တယ်တရားချတယ်လို့ဆိုပြောလို့မျိုးဟိုတယ်စောင့်နေတော့လည်းပြောခါကျတော့သူတို့ကနေပြီးတော့မနေရတော့အပြစ်ထွက်နေမယ်လို့ပြောခါကြအပြစ်ထွက်နေလို့မရဘူးဒီခန်းထဲပဲနေရမယ်ဆိုတော့ခါကြသူတို့ကတငယ်ချင်းတော့တညာလုံးအဲ့လိုမျိုးပဲမအိပ်ဖဲနေပဲပေါ့တူတူမျိုးနေရကြချင်းမှာသူလည်းပြန်သွားရောခန်းထဲရှိကြတဲ့နေတို့အိမ်နာကြီးချတဲ့နေအကုန်ကြနေရပါပေါ့နော်သူတို့တွေကတော့ကြောက်တယ်ထားပေမဲ့တငယ်ချင်းတော့ဆိုဘာမှလည်းမပြောရကြဘူးလေပေါ့နော်နောက်ဆုံးမနေ့ခင်းလေးနေလာရော4နာရီထုံမှသူတို့အောက်ဆင်းကြရဲ့အောက်ဆင်းပြောပဲထိုင်နေရနောက်ဆုံးအဝတ်တီလည်းသွားမရှူရဘူးလေဘာမှမရှူရဘူးလေအဲ့လိုမျိုးထက်တယောက်နဲ့သွားမှာပဲသွားရတော့ဟဲ့သူတို့အဲ့လိုမျိုးပဲနေကိုပြောပြပါရှင်မရှင်ပန်းကြီးပေါ့နော်အဲ့လိုစကားမပြေရတော့လောနေလို့ပေါ့နော်စကားအားကြောင့်မလို့မပြေရပါရှင်အားလုံးတောင်းပန်ပါရှင်အဲ့လိုဖြစ်သွားမယ်ဆိုရင်ရောပေါ့နော်